နောက်ကြနေပြီပဲအထောက်ခါsorry တော့ကိုကျွန်တော်လောနေတယ်မမြင်နိုင်ဘူးဖြစ်သွားသေးတယ်မင်းကြည့်လာတာမမြင်ဘူးလားကျောင်းမမိုင်တော့ကိုအစင်မီရလားကျွန်တော်နောက်ကျနေတော့မမြင်လိုက်ဘူးဖြစ်သွားတယ်ရှားပါတယ်ဘာမှမဖြစ်ပါဘူးနောက်ကျနေမလားတော်တော်ကျေးဇူးတော်ကိုပေါ်လာသေးရဲ့နော်ဒီခေါက်ရထားတော့ကြာတယ်ရထားတော့ကြာတယ်နှစ်ခုစလုံးဟေးဟဲ့အော်မင်းရဆရာအဆိုင်မပေးတာနေပြောရတာဒီဒီဘူးနေရတညလုံးခင်းဆုံးနေဟာလည်းမနေ့ကညအဲ့ဒါလုံနေရတယ်နောက်ကျသွားတာမပြီးမလားအဲ့နောက်ပြီးကူပါဟာသွားပြီဘာသွားတာတော့ဒုက္ခပဲငါပြဿနာတော့တက်ပြီစိတ်ညစ်တယ်ဖြစ်တာတော့ငါတော့မှပြောပြမယ်ညင်ကြည့်လိုက်နေမွေးညာလည်းပြီးလို့ရဲ့အော်ဟဲ့ဒါနဲ့ငါညကြရင်ကြက်လက်သွားမှမကြည့်ရမလားဟမ်ဟာငါလိုက်နေမလိုက်လို့မရဘူးနော်မလိုက်လို့မရဘူးဟဲ့ငါလိုက်လို့မရတော့ဘူးဘာလို့လိုက်လို့မရတော့နေပြတ်ပြီးကြတယ်ငါငါမကိစ္စရှိရဲ့ငါလိုက်လို့မရတော့ဘူးခေသွားမှာတော့ငါသွားရမယ်ဒီချိန်မှမသွားရင်မရတော့ငါသွားပြီဟဲ့ခေသွားမှာတော့ဟဲ့ဒီကောင်းရောလေHello ဘာလဲကျွန်တော်အမှုနဲ့ပတ်သက်တဲ့ဒီ file ကိုအရင်ဆုံးမှာ email နဲ့ကျွန်တော်ပို့ထားတယ်နော်ကျန်တဲ့ဒီစာရစာရတွေအမှုနဲ့ဒီစာရစာရတွေလက်ခံကြလို့ရှိရင်ကျွန်တော်ယူလာတယ်နော်အဲ့ဆိုလို့ရှိရင်လက်ခံကြတယ်နော်
ကိုအဲ့မှာရှိတာလေအကိုလူမရှိ ဒီလိုကြည့် ဟောအခုကျွန်တော်လေးမနက်ကတိုင်းမြည့်တယ်ဟာ ဩမင်းဟိုအကိုတော်နေလေမှာ fan လေးကြည့်ပြီးတော့မှနေမှတရားအဲ့နဲ့ဘယ်လိုဆက်တယ်မသိရနဲ့စဉ်းစားရနေတာအကိုရေးကြည့်တဲ့ fan တွေပါတော့လေကြည့်ရောမစားရတယ် ကိုပါ စစ်ကြည့်အောင်နော် ကိုယ်စိတ်ကမှသိစီတယ် ဒါနဲ့တင်းကိုမသိဘူးရလား အော်အဲ့ဒါလေအဲ့ဒီဆိုင်ပဲထဲမှာအကိုရဲ့အချက်လက်တွေပါနေတာကျွန်တော်ရှာပြီးရောက်လာတာ အဆိုမြင်မနက်ကလည်းကိုကြည့်တဲ့ကျွလို့ ਨੇ အခုလည်းတစ်ခါထပ်ပြီးတော့အခုခွင့်ပြုချက်ပြရမယ် privacy ချုပ်ပါလို့ဆိုတာတရတဲ့နဲ့ပြုမလို့ကိုကျွလို့လိုက်ပါ ညာ အကွာရှင်းနေတော့မြေခုချက်ချင်းတော့တရားဆဲရလေရတယ် မလုပ်ပါနဲ့ကိုယ်ကျွန်တော်တောင်းပါပါလေ စရကွာအခါလာတော့ရှင်ကြီးဆိုင်တာဟုတ်ပြီနော်ဒီနေ့တော့ကတော့နေ့နေ့တော့ကျွန်တော်တွေ့ရင်ဒီပြနိုင်ပါနဲ့ ချွေးဆိုချွေးပါမယ်ဗျာတရားတော့မဆက်ခနဲ့တော့ဟိုရှင်းနေနော် ဟုတ်ပါပြီအဲဆိုဒီဘက်စနေနေ့အားရ ဟုတ်အားရကိုပေါ့ အဲ့ချက်ပြကြမယ်လေအဲ့နဲ့နာမည်က လေးရပါကို အားလေးပြီဒါဆိုပြန်တော့လေအားချက်နေပါလား ဟုတ်သားပဲနောက်ဆုံးခါလာကိုချိန်တော့လွတ်တော့မှာအဲ့တော့သွားမယ်တော့ကျေးဇူးပါခင်ဗျာနောက်ဆက်တော့ 잠깐 다시 일이라. 뭐? နည်းနည်းနောက်ကျသွားရကို ကြပါလေကိုလည်းခဏမှရပါရအောင် စားရဆုံးပြဟုတ်ရေးပါရဲ့ဘုံဒါနဲ့စကားမဆက်ဒီကကြောက်လို့မလားပြီးတော့အဲ့ရဆန်းတော့ကြာပြီးတော့ရတဲ့ချင်းအရေးရှိတယ်ထင်တယ် ဟောဗျာရှင်းနေလို့မပြောရအောင်လူတရခန့်လို့ကြီးတတ်တာနော်အကုန်ကွက်နေမှစီပဲလော်ထက်တာတော့ငယ်လေးဟာဆိုတော့အကျင့်လို့ဖြစ်နေပါပြီကိုက ဟုတ်ပါပြီဗျာအဲ့လိုလောတက်တဲ့ချင်းရှိလို့ရှိရင်နောက်ခါလမ်းတော့လမ်းကပြီးဆိုင်တော့စိတ်ပူလို့ပြောရဟုတ်
မလားဒီနောက်မှာကျွန်တော်တငယ်ချင်းလုံးလုံးလေးပုံစံရှိတယ် ကောင်းတယ်တက်ကြလား သွားကြပါနော် ဟဲ့တော့ပြော ဒါငါအတိကွန်မြူကို အာမင်္ဂလာပါအာဟိုနင်ပြောနေရှိနေအစင်ဆွဲတယောက်လာလား ကွန်ပျူတာ နော်ထေအကောရှိနေမလားသူ့တရားဆွဲပေးပါအောင်ညင်ပန်းနှိမ့်ဆက်မှုနဲ့ လေးတငယ်ချင်းကြားဆက်မယ်ဆိုရှင်ဒီတမှုလေးနဲ့ပြီးမှမဟုတ်ဒီလေးရပဲဝါလာကြည့်တဲ့အားလည်းပြီးတော့ခွတ်လွတ်ပေးလိုက်ပါလေးလေးတနာပါတယ် ဟုတ်ပါကဲမပြောဝဲတော့ဒီမှာဟုတ်ဘူးပြောဆိုင်မှာနောက်လာကြိုက်တွဲရတဲ့ပုံမျိုးသိရှိကြိုက်လာခဲ့ကြအောင် ဟယ်လို ဟယ်လိုလေးပြေလား ဟုတ်တယ်ကို အကိုပါနေ့လေလေကော်ဖီဆိုင်မှာလေးပြေနဲ့ချက်ကိုအကိုမှားထည့်လာလို့အဲ့ဒါပြန်ပေးမလို့လေလေးပြေဒီဘက်စနေအားလာလို့မင်းမလို့ပါ အခုစီပါသွားတာလားကျွန်တော်လည်းရှာနေရအားရလေကိုအားဆိုရင်တွေးကြမယ်လေ ဟုတ်ပါပြီအခုတော့ဘာကြီးလုပ်နေလဲ အခုကျွန်တော်မျက်နှာတင်နေရ အဲ့ဆိုလို့ရှိရင်လေးပြေလည်းနားတော့လေနော်ဒါစနေနေ့ကျရင်တွေ့ကြမယ်နော်ဟုတ်ပါပြီဗျာအဲ့ဆိုလို့ရှိရင်ခုနိုင်ပါဖွင့်ချလိုက်တော့မယ်နော်
sorry တော့ကိုညီနေနဲ့နောက်ကျသွားတယ် ရပါတယ်အခုလည်းခဏမှရတာ အာအော် နေပြနေကြတယ်ဆန်းနဲ့နေပြီးဒီနေ့ချိန်ရမှာ ဟုတ်ရရလေကိုချိန် အဲ့ တာ ဒါကိုနဲ့တူရခဏလိုက်ခဲ့လေရတာ ဘယ်တော့မှလဲ ဟိုရောက်ကြည့်မှာပါ လာလိုက်တာဟောအခုဟိုမှာလဲလာရနော် Can I go where you go? Can we always be this close forever and ever? Take me out and take me home forever and ever. You're my lover. Ladies and gentlemen, will you please stand with every guitar string scar on my hand? I take this magnetic force of a man to be my lover. My heart's been borrowed and yours has been blue. All's well that ends well to end up with you. Swear to be over dramatic and true to my lover. ပြောရလားလေ အရင်ပြောတာပဲကိုလေစာရီလုံးအောင်လို့လေစိတ်ဖြစ်စင်းနေရခုလိုနေအောင်စမဖက်ရောက်လာတော့မကြက်တိုင်အကုန်ပဲရောက်သွားမှန်းတော့ပြီးတော့ခုလိုလိုက်ဖို့အတွက်ပုံမျိုးကိုကြည့်ကြည့်ရမှာခင်ဗျာ တာပါဗျာနေလီပြောရဆိုရင်ပွဲချင်းနေပါဒါဆိုတော့ကိုနေလီစိတ်ညစ်နေတဲ့အချိန်မှဖြစ်ဖြစ်ပိတ်ရပဲဖြစ်ဖြစ်ဘို့တူတူဆက်လက်ကြပါ ရှောက်လဲကြမယ်လေဒီတက်ပြော်ရဲအကုန်နဲ့ဆိုရင်ဘယ်နေရာဖြစ်ဖြစ်ဘူးနောက်လည်းရှောက်တယ်နော်ဂရိနော်ကို ဒီရပါအဲ့ဒါပတ်ကြပါ ဖိုင်မယ်လေကို တချင်းလာကြပါ ဟုတ်ကို Thank
မြူခိုးငွေလေးတွေတရွေ့ကျဆင်းလာတဲ့ဆောင်းလေးပါဒီဗီလေးတစ်ချက်တိုးဝင်လိုက်တော့ဒီရွယ်လေးကြည်ကြနေတဲ့အတန်လေးတွေပါကျွန်တော်တို့နှစ်ယောက်အတွက်တော့ဂီတတန်စင်လေးတွေပြည့်နှက်နေတယ်တီးတန့်ကဘာလေးတစ်ခုလိုပဲခံစားချက်တွေစစ်ချက်မျိုးစားအခုံချိုင်း